င်္ဂလာပါရှင်ဒီနေ့မှာတော့ speaker တစ်လုံးကိုဘယ်လိုမျိုးကြိုက်ရှည်အသုံးပြုရမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်။တချင်းနားထောင်ရတာဝါသနာပါတဲ့သူတွေအတွက် speaker ကောင်းကောင်းတစ်လုံးရှိနေဖို့အရေးကြီးပါတယ်။ဒါပေမဲ့ speaker ဆိုတာဝယ်ပြီးသုံးနေုံနဲ့မပြီးပါဘူး။စနစ်တကျမသုံးတတ်ဘူးဆိုရင်အတန်ကွဲတာ speaker ပေါက်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့် speaker သုံးရင်သတိထားမယ့်အချက်၄ချက်ကိုပြပြပေးသွားပါမယ်။ပထမတစ်ချက်ကတော့ speaker တော်တော်များများမှာအတန်ကို100%အဆုံးထိတင်ပြီးတော့အကြာကြီးဖွင့်ထားတာက speaker အတွင်းမှာရှိတဲ့အတန်ထွက်တဲ့အချက်ပြားလေးကိုပျက်စီးစေပါတယ်။အတန်ကိုအမြင့်ဆုံး80%ဝန်းကျင်လောက်မှာပဲဖွင့်ထားတာကအတန်ထွက်ကိုကြည့်နေစေလို့ speaker တက်တန်းကိုလည်းပိုရှိစေပါတယ်။ဒုတိယတစ်ချက်ကတော့နေရာချထားမှုပါ speaker တွေကိုနေအောင်ကြီးတိုက်ရိုက်ကျတဲ့နေရာတွေနဲ့အဲကွန်းအောက်တက်တဲ့တွေမှာမထားပါနဲ့။အပူချိန်ပြောင်းလဲမှုများရင် speaker ရဲ့အတွင်းထဲကအစိပ်ပိုင်းတွေမှာအဆိုပြန်တာဖြစ်ပြီးတော့ circuit တွေလောင်နိုင်ပါတယ်။နောက်ပြီးရင် speaker ကိုနေရာနဲ့ကတ်မထားဘဲနဲ့လက်မအနေငယ်လောက်ခွာထားမယ်ဆိုရင်အတန်လိုင်းရိုက်ခတ်မှုမှန်ကန်ပြီးတော့ bass အတန်လေးပိုထွက်လာမှာပဲဖြစ်ပါတယ်။တတိယအချက်အနေနဲ့ Bluetooth speaker အသေးလေးသုံးတဲ့သူတွေအတွက်အရေးကြီးဆုံးကတော့ charging ပါ။ speaker ရဲ့တက်မဲ့ဘဝထက်မြင့်တဲ့ fast charging နေနဲ့အားသွင်းတာမျိုးကိုလုံးဝမလုပ်သင့်ပါဘူး။ speaker ကိုအားသွင်းနေရင်လည်းတချင်းနှားထောင်တာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်။ဒီလိုမျိုးလုပ်တာကဘက်ထရီကိုအရန်ပူစေပြီးတော့ဘက်ထရီဖောင်းတာနဲ့အာမခံတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့တန်ရှင်းပါ speaker ရဲ့အရှိမရှိတဲ့စကားတွေမှာဖုန်တွေပိတ်နေရဆိုရင် speaker ရဲ့အတန်ထွက်ကိုတိတိကျကျထိခိုက်စေနိုင်ပါတယ်။ရေဆိုခံ waterproof ဖြစ်တယ်ဆိုတဲ့ speaker တွေကိုတော့မှရေထဲမှာတမင်နှစ်ထားတာမျိုးတွေကိုရှောင်ပေးပါ။အထူးသဖြင့်ရေငန်းပင်လယ်ရေထိသွားရဆိုရင် circuit တွေကတန်ကြီးတက်လွယ်ပါတယ်။ဖုန်တွေကိုတန်ရှင်းလုပ်တဲ့အခါမှာလည်းစုပ်တံအပျော်စားလေးနဲ့ပဲဖြည်းဖြည်းချင်းဖယ်ရှားပေးတာက speaker ထိခိုက်မှုကိုလျော့နေစေပါတယ်။ဒီအချက်လေးတွေကိုလိုက်နာမယ်ဆိုရင်ကိုယ့်ရဲ့ speaker အတန်ထွက်ကလည်းကြည်လင်နေမှာဖြစ်တယ်လို့ကြာရှည်လည်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ speaker နဲ့ပတ်သက်ပြီးတော့တခြားသိချင်တာလေးရှိရဆိုရင်လည်း comment မှာမှန်းခဲ့ပေးလို့ရပါတယ်။